အီရတ်နိုင်ငံဟာအနောက်အာရှမှာတည်ရှိတဲ့သမိုင်းကြောင်းရှည်လျားဆုံးနိုင်ငံများထဲမှာတစ်ခုဖြစ်ပြီးမက်ဆိုပိုတေးမီးယားလိုလူသိများတဲ့ရှေးဟောင်းယဉ်ကျေးမှုများရဲ့မြစ်ဖျားခံရာဒေသလည်းဖြစ်ပါတယ်။နိုင်ငံရဲ့သမိုင်းကြောင်းယဉ်ကျေးမှုဘူမိဗေဒနဲ့နိုင်ငံရေးအရာအလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာများစွာကိုပိုင်ဆိုင်လို့ထားတာလည်းဖြစ်ပါတယ်။အီရတ်နိုင်ငံဟာအာရပ်ကမ္ဘာရဲ့ဗဟိုမှာတည်ရှိပြီးအနောက်ဘက်မှာတော့ဂျော်ဒန်နိုင်ငံနဲ့ဆီးရီးယားမြောက်ဘက်မှာတူရကီနိုင်ငံအရှေ့ဘက်မှာအီရန်နိုင်ငံနဲ့တောင်ဘက်မှာတော့ကူဝိတ်နဲ့ဆော်ဒီအာရေဗျနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်လျက်ရှိတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။အီရတ်နိုင်ငံရဲ့မြို့တော်ကိုတော့ဘဂ္ဂဒက်လို့ခေါ်ဆိုပြီးနိုင်ငံရဲ့စီးပွားရေးနဲ့ယဉ်ကျေးမှုဆိုင်ရာဗဟိုချက်လည်းဖြစ်ပါတယ်။အီရတ်နိုင်ငံဟာဆိုရင်ကမ္ဘာအစောဆုံးယဉ်ကျေးမှုများထဲမှာတစ်ခုဖြစ်တဲ့မက်ဆိုပိုတေးမီးယားဒေသယဉ်ကျေးမှုရဲ့မွေးရမြေလည်းဖြစ်လို့နေပါတယ်။ခရစ်တော်မပေါ်မီနှစ်ပေါင်း3000ခန့်ကတည်းကစတင်ခဲ့ပြီးစာရေးသားခြင်းဥပဒေပြုခြင်းနဲ့မြို့ပြဖွံ့ဖြိုးရေးတို့တွင်ကမ္ဘာပထမဆုံးနိုင်ငံဖြစ်ပါတယ်။အီရတ်သည်ရှေးခေတ်ကာလများတွင်ပါရှန်ဂရိယောမနှင့်အစ္စလမ်အင်ပါယာများ၏လက်အောက်ခံဖြစ်ခဲ့ပြီးအဲဒီနောက်မှာတော့အော်တိုမန်အင်ပါယာ၏လက်အောက်သို့ရောက်ရှိခဲ့ပါတယ်။20ရာစုအရောက်မှာပထမကမ္ဘာစစ်အပြီးဗြိတိရှားတို့ရဲ့လက်အောက်သို့ရောက်ရှိခဲ့ပြီး1932ခုနှစ်တွင်လွတ်လပ်သောနိုင်ငံအဖြစ်ကြေညာနိုင်ခဲ့ပါတယ်။1989ခုနှစ်မှ2003ခုနှစ်အထိဆဒမ်ဟူစိန်ရဲ့အာဏာရှင်ဆိုရလက်အောက်တွင်ရောက်ရှိခဲ့ပြီး2003ခုနှစ်မှာတော့အမေရိကန်ဦးဆောင်တဲ့မဟာမိတ်တပ်များ၏ကျူးကျော်စစ်ကြောင်းဆဒမ်ဟူစိန်ကိုအာဏာမှဖယ်ရှားခဲ့ပါတယ်။အီရတ်နိုင်ငံဟာလူဦးရေ40ခန့်ရှိပြီးလူမျိုးစုများစွာနေထိုင်လျက်ရှိပါတယ်။အဓိကလူမျိုးစုများမှာတော့အာရတ်ကတ်နဲ့တက်မန်လူမျိုးများဖြစ်ကြပါတယ်။အာရတ်ဘာသာစကားကတော့ယုံသုံးဘာသာစကားဖြစ်ပြီးကတ်ဘာသာစကားသည်လည်းကတ်လူမျိုးများကြားတွင်အသုံးများပါတယ်။အီရတ်နိုင်ငံဟာအစ္စလမ်ဘာသာကိုအဓိကကိုးကွယ်တဲ့နိုင်ငံဖြစ်ပြီးရှီအာနှင့်ဆွန်နီဟူသောအစ္စလမ်ဘာသာဂိုင်းကွဲနှစ်ခုအကြားကွဲပြားမှုများရှိနေပါတယ်။ရှီအာလူမျိုးများကတော့လူဦးရေ၏60ရာခိုင်နှုန်းခန့်ရှိပြီးဆွန်နီလူမျိုးများကတော့32ရာခိုင်နှုန်းခန့်ရှိလို့နေပါတယ်။ခရစ်ယာန်၊ယာဇီဒီနှင့်အခြားဘာသာဝင်များအနေငယ်လည်းရှိလို့နေပါသေးတယ်။အီရတ်နိုင်ငံဟာရေနံပေါ်တွင်အဓိကမိခိုနေရပြီးကမ္ဘာပေါ်တွင်ရေနံအများဆုံးထွက်ရှိသောနိုင်ငံများထဲမှတစ်ခုဖြစ်လို့နေပါတယ်။အီရတ်နိုင်ငံရဲ့ရေနံထွက်ရှိမှုနဲ့ရေနံတင်ပို့မှုကတော့နိုင်ငံခြားဝင်ငွေ၏90ရာခိုင်နှုန်းခန့်ကိုရရှိလို့နေပါတယ်။စစ်ပွဲများနိုင်ငံရေးမတည်ငြိမ်မှုများနဲ့အကျင့်ပြတ်ခြစားမှုများကြောင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာနှောင့်နှေးခဲ့ရတာပါ။ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုကျင့်သုံးတဲ့ပါလီမန်ဒီမိုကရေစီနိုင်ငံဖြစ်ပြီးနိုင်ငံတော်သမ္မတဟာနိုင်ငံရဲ့အကြီးအကဲဖြစ်ပြီးဝန်ကြီးချုပ်ကတော့အစိုးရအဖွဲ့အစည်းရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။အီရတ်နိုင်ငံရဲ့ပထမဆုံးသမ္မတကတော့မိုဟာမက်နာဂျစ်အယ်ယူဘိုင်းဖြစ်ပြီး1958မှ1963အထိတာဝန်ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။သမ္မတအဘဒူစလန်အာရစ်ဟာ1963ခုနှစ်မှ1966ခုနှစ်အထိ3နှစ်သမ္မတအဘဒူရာမန်အာရစ်အနေဖြင့်1966ခုနှစ်မှ1968ခုနှစ်အထိ2နှစ်သမ္မတအာမတ်ဟာဆန်အယ်ဘကဲကတော့1968ခုနှစ်မှ1989ခုနှစ်အထိ9နှစ်ကြာဆဒမ်ဟူစိန်တို့လူသိများတဲ့သမ္မတကတော့1988ခုနှစ်ကနေ2003ခုနှစ်အထိ25နှစ်ကြာသမ္မတဂါဇီမရှယ်အေယာဝါကတော့2004ခုနှစ်မှ2005ခုနှစ်အထိတစ်နှစ်ကြာသမ္မတဂျာလာတာလာဘာနီဟာ2002ခုနှစ်မှ2014ခုနှစ်အထိ9နှစ်ကြာသမ္မတဖူအတ်မာဆွန်ကတော့2014ကနေ2018အထိ4နှစ်ကြာသမ္မတဘာရာဟန်ဆာလီအနေဖြင့်2018ခုနှစ်မှ2020အထိ4နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ယခုလက်ရှိသမ္မတကတော့အဘဒူလာဒ်ရာရှစ်ဖြစ်ပြီး2020ခုနှစ်မှာသမ္မတတာဝန်ကိုစတင်ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
နိုင်ငံရဲ့မြို့တော်ကတော့ဘဂ္ဂဒက်အမည်ရှိပြီးနိုင်ငံရဲ့အကြီးဆုံးမြို့လည်းဖြစ်ပါတယ်ဒုတိယအကြီးဆုံးမြို့ကတော့မိုဆူလို့ခေါ်ပါတယ်ဘာဆီယာကတော့အီရတ်နိုင်ငံရဲ့စစ်ကမ်းမြို့တစ်ခုဖြစ်ပြီးရှီအာမွတ်စလင်များရဲ့အသက်ရှင်ဆုံးမြို့ဖြစ်တဲ့အဂရဘာလာမြို့ဒုတိယအသက်ရှင်ဆုံးဖြစ်တဲ့နာဂျက်မြို့အမ်ဘာပြည်နယ်မှာရှိတဲ့အဖလူဂျာမြို့အယမာဒီမြို့ကာဒစ္စတန်ပြည်နယ်မှာရှိတဲ့ဆူလိုင်မနီယာမြို့အဟီလာမြို့စတန်ဟူစိန်ရဲ့မွေးရမြေဖြစ်တဲ့ဒီဂရီမြို့အားလုံးစုစုပေါင်းနိုင်ငံရဲ့မြို့အားလုံး10မြို့